မင်္ဂလိတရားခါရေဖိထားရဲ့အိုးတလုံးကြောင့်ရှေးခေတ်ကလူရှိသိန်းရဲ့အသက်ကဲတင်ရှင်းဖြစ်သွားမယ်ဆိုတာသူမှမထင်ခဲ့ပါဘူးမင်္ဂလိတယောက်ကအိုးတလုံးကိုရေဖြည့်ဖို့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ဘလောက်ထက်အိုးကမပြည့်နိုင်ဖြစ်နေတဲ့အခါသူမကအိုးကိုရေပိုက်အောင်မှတိုက်ရိုက်ထားပြီးရေဆက်တိုက်ကျနေအောင်လုပ်ထားလိုက်ပါတယ်နောက်တစ်နေ့မနက်မှာသူမအိယာနိုးလာချိန်အင်ယာစီမန်ခန့်ခွဲရေးအခွဲကဖုံးဆက်ပြောလာခဲ့တယ်တညာတန်းနဲ့ရေတရာတန်းတုံးဆွဲသွားခဲ့တယ်လို့ပါဒါပေမဲ့အဲ့ဒီအိုးမှာနောက်ထပ်လှုပ်ဝက်ချက်တစ်ခုရှိနေခဲ့တာပါရှေးခေတ်စစ်တပ်စကန်တစ်ခုမှာအဲ့ဒီအိုးကရေဒီအဆက်မပြတ်ထွက်ပေါ်နေခဲ့ပါတယ်ရေရှားပါမှုကြောင့်ရများစွာဒုက္ခရောက်နေတဲ့စစ်သားတွေကဒါကိုမြင်ပြီးအယမ်းဝမ်းသာသွားကြပါတယ်သူတို့ထင်လာကဒီအိုးဟာကောင်းကင်ဘုံကပေးတဲ့လက်ဆောင်တစ်ခုပဲလို့ဒါပေမဲ့မိန်းကလေးကသူမအိမ်မှာရေပိုက်ကိုပိတ်လိုက်တဲ့အခါအိုးထဲမှာရေကစားတောင်မကျန်တော့ပါဘူးဒါကိုမြင်ပြီးသူမအယမ်းအံ့ဩသွားခဲ့ပါတယ်သူမကကြံနေတဲ့အစားအစာတွေကိုစမ်းသပ်ချစ်လို့အိုးထဲကိုပစ်ထည့်လိုက်ပါတယ်ချက်ချင်းပဲအစားအစာတွေပျောက်ကွယ်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲရှေးခေတ်ကဘာမှာအဲ့ဒီအိုးထဲကနေအရသာရှိတဲ့အစားအစာတွေထွက်ပေါ်လာခဲ့ပါတယ်ဗိုက်စာနေတဲ့စစ်သားတွေကပျော်ရွှင်စွာစားသုံးခဲ့ကြပါတယ်နတ်ဖျားတွေကိုကျေးဇူးတင်ဖို့စစ်တပ်ဘိုးချုပ်ကစားတစောင်ရေးပြီးမီးရှိုကအိုးထဲထည့်လိုက်ပါတယ်ဒါပေမဲ့မိန်းကလေးဘက်မှာတော့အိုးထဲကနေမီးခိုးတွေပဲထွက်လာခဲ့ပါတယ်ကြံနေတဲ့မီးကသူမရဲ့ကောစော်ကိုလောင်ကျွမ်းတော်မလို့ထည့်သွားပါတယ်ဒါကြောင့်သူမအရန်တော်စားထပ်သွားပြီးပျက်စီးခါနဲ့အစားအစာအားလုံးကိုအိုးထဲကိုပစ်ထည့်လိုက်ပါတယ်သူမမသိခဲ့တာကဒီလောက်ရက်ကရှီးခီကလူတွေအတွက်အကြီးမားဆုံးပျော်ရွှင်မှုဖြစ်နေခဲ့တယ်ဆိုတာကပါဒါပေမဲ့အဲ့ဒီအစားအစာတွေကမြို့တစ်မြို့လုံးနဲ့စစ်သားအားလုံးအတွက်တော့မလုံလောက်ခဲ့ပါဘူးအဲ့ဒါကြောင့်ဘိုးချုပ်ကအကူအညီတောင်းတဲ့စားတစောင်ထည့်ရေးပြီးအိုးထဲထည့်လိုက်ပါတယ်စာကိုဖတ်ပြီးမှသူမကအိုးဟာရှေးခေတ်ကဘာနဲ့ဓာတ်ရိုက်ချိတ်ဆက်နေတယ်ဆိုတာနားလည်သွားခဲ့ပါတယ်စာထဲမှာရေးထားတာကအဲ့ဒီကဘာမှာလူဦးစီ၈သိန်းရှိတယ်လို့ပါဒီလောက်လူအများကြီးကိုကူညီဖို့ဆိုတာသူမတយ៉ាងထဲနဲ့မဖြစ်နိုင်ဘူးလို့ခန်းစားလိုက်ရပါတယ်သူမစိုးရိမ်စွာစဉ်းစားနေချိန်အိုးထဲကနေတစ်ခုခုပြန်ထွက်လာပြီးသူမခေါင်းကိုတိုက်မိသွားပါတယ်ဒေါသထွက်ပြီးအိုးကိုစုလိုက်ပေမဲ့တေချာကြည့်လိုက်တဲ့အခါသူမမျက်လုံးတွေပြူးသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါကရွှေတုံးတစ်ခုဖြစ်နေကြတာပါချက်ချင်းပဲအိုးထဲကနေရွှေငွေနဲ့အဖိုးတန်ရတနာတွေအစမဖြတ်ထွက်ပေါ်လာခဲ့ပါတယ်စက္ကန့်အနည်းငယ်တွင်မှာပဲအခန်းတစ်ခန်းလုံးရတနာတွေနဲ့ပြည့်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာသူမကရှေးဟောင်းအရက်တောက်ပန်းလုံးတစ်ခုကိုတွေ့ပြီးရှေးဟောင်းပစ္စည်းဆိုင်ကိုယူသွားပါတယ်အဲ့ဒီမှာရှိတဲ့ကျွမ်းကျင်တွေကမြင်တာနဲ့ချက်ချင်းသိပြီးဒီပစ္စည်းဟာအလွန်ရှားပါပြီးတန်ဖိုးမဖြတ်နိုင်တဲ့အရာပါလို့ပြောခဲ့ပါတယ်သူကချက်ချင်းပဲဒေါ်လာ2ဘီလီယံနဲ့ဝယ်ဖို့ကန်လန်းခဲ့ပါတယ်မိန်းကလေးကအံ့ဩလို့စကားတော်မပြောနိုင်ခဲ့ပါဘူးအဲ့ဒီနောက်သူမမှာအရန်ကြီးမားတဲ့ချမ်းသာမှုကိုရလာခဲ့ပါတယ်ဒီနေ့မှာတော့ပတ်စံအပြည့်တင်းထားတဲ့ကားတစ်စီးနဲ့ဟင်းသီးဟင်းရွက်ဆိုင်ကိုသွားခဲ့ပါတယ်လောက်စပီကာယူပြီးကြေညာခဲ့ပါတယ်ဒီနေ့ကျမဈေးတစ်ခုလုံးကိုဝယ်ချင်တာလေလို့ပါမကြခင်အတွင်းမှာနဲ့အစားအစာပမာဏအများအပြားစုဆောင်းနိုင်ခဲ့ပါတယ်အခုတော့သူမဆုံးဖြတ်ချက်ခိုင်မာသွားပါတယ်ရှေးခေတ်ကဘာကလူ၈သိန်းအားလုံးကိုသူမတယောက်တည်းကျွေးမွေးမယ်ဆိုပြီး